အားလုံးပဲမင်္ဂလာပါခင်ဗျာဒီက channel လေးကိုကြိုဆိုပါရစေကျွန်တော်ဒီနေ့ညကစားမဲ့ Manchester United တင်တဲ့ PSG တင်တို့ရဲ့ပွဲချိုဆိုတဲ့ချက်လေးကိုလည်းငယ်လေးပြပြချင်ပါတယ်ဒီစလေးမစားခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်တော့ပေးဖို့အဆိုပြစီတယ်ကျွန်တော် Manchester United တင်ရဆိုရင်တော့ဒီရာတီချိုချီဆံပွဲတော့ကစားထားတဲ့နေရာမှာနှစ်ပွဲနဲ့တစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုပတ်သက်ထားပြပါတယ် PSG တင်ရဆိုရင်လည်းဒီရာတီချိုချီစစ်ပွဲတစ်ပွဲတော့ကစားထားရတဲ့ဆိုပေမဲ့ 3-0 ဆိုတဲ့ရလဒ်နဲ့ရှုံးနေတာဖြစ်ပါတယ်ဒီရှိုးပွဲဆိုပေမဲ့ငါကစားသမားတွေနဲ့ပဲပွဲထွက်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ပြောတော့သိပြီးတော့ပေါင်းမဝင်ပါဘူး။ဖေကတော့ဒီနေ့ပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျ။မန်ယူတင်ရဆိုရင်လည်းပြီးခဲ့တဲ့ရာသီကအဆင့်3နဲ့ရာသီသိမ်းနိုင်ခဲ့တယ်လို့ဒီပြမိုက်ကယ်ကာရီလက်ထက်မှာလည်းခေါင်းဆိုးချီစားနေနဲ့ပြန်လာနိုင်တဲ့တင်တည်းဖြစ်ပါတယ်။ PSG တင်ကလည်းချက်ပြလေးဖလားကိုနှစ်ဆက်တိုက်ရယူထားတဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့အတွက်ကြောင့်သူတင်မှာလည်းတကယ်ကိုစူဖွဲ့မှုအားကောင်းပြီးတော့တည်ငြိမ်ပြီးစားဆောက်ရေးကောင်းတဲ့ကစားသမားများပြားကိုလည်းပိုင်ဆိုင်ထားတဲ့အသင်းတွေဖြစ်ပါတယ်ဆိုတော့ဒီနေ့ညမြန်မာစံတော်ချီ9:30မှာကစားမယ်ကျွန်တော် Manchester United တင်တဲ့ PSG တင်တို့ရဲ့ပွဲစဉ်ကတော့တကယ်ကိုကျိန်းနဲ့ရှိပြီးတော့ဒီပြကာရီအတွက်ကစားသမားစံသားပေါ်ကောင်းဆိုပွဲစဉ်တစ်ပွဲလည်းဖြစ်လာနိုင်တယ်လို့ကျွန်တော်ပြောလိုက်တယ်ဗျနောက်ဆုံးတွေ့ဆုံမှု9ချင်းမှာလည်းမယူတင်အားနှစ်ပွဲနိုင်ပြီးတော့ PSG တင်အား3ပွဲဒီနိုင်ရထားတဲ့ဆိုပေမဲ့ဒီပွဲမှာလည်းသူတို့နဲ့တင်အားတော့နိုင်မခံရှုံးမပေးရနဲ့အဓိကကစားသမားတွေပါဝင်လာနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဗျအဲ့ဒါကြောင့်ဘာသာတို့ရောဒီနေ့ည9ရက်လိုက်လေးကဘယ်နှခုနဲ့ပြည့်သွားမလဲဆိုတာကို comment လေးမှာရေးတော့ပေးကြလို့ရရနော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်ဘိုင်ဘိုင်